မြောက်ကိုရီးယားနိုင်ငံကလူအများစုဟာဆင်းရဲကြတယ်ဗျအစိုးရကအင်တာနက်ကိုထိန်းချုပ်ထားလို့မြောက်ကိုရီးယားကအင်တာနက်ဆိုတာအပြင်ကမ္ဘာကအင်တာနက်နဲ့မတူပဲအစိုးရခွင့်ပြုထားတဲ့ website တချို့ပဲရှိတဲ့ fake အင်တာနက်အယောင်ဆောင်အင်တာနက်ကြီးပဲဗျလူအများစုကလည်းစားဝတ်နေရေးအတွက်ရုန်းကန်နေရတော့အဲ့ဒီဘာမှမကြည့်လို့မရတဲ့အင်တာနက်ကြီးကိုတော့မှမကြည့်နိုင်ကြပါဘူးလက်စစ်မီးကိုလည်းထုံးစံအတိုင်းအချိန်ပိုင်းနဲ့ပဲပြီးတော့ဘာမှလည်းလုပ်လို့မရပါဘူးဒါပေမဲ့သူ့စီမှာကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့လူငယ်ဟက်ကာသမားတွေကိုမဟာဗျူဟာကြလေ့ကျင့်သင်ကြားမွေးထုတ်ပေးနေတယ်လို့မျိုးကမ္ဘာတစ်ဝန်းမှာအင်တာနက်ကနေတဆင့်ငွေညှစ်တာတွေအွန်လိုင်းပတ်စံလို့ခေါ်ရမယ်ခရစ်ပတိုကာရန်စီတွေကိုလိုက်ခိုးတာတွေတခြားနိုင်ငံတွေစီကနျူကလ িয়ার နဲ့ဒုံးကျည်နည်းပညာပိုင်းဆိုင်ရာစစ်လက်နက်ပစ္စည်းအချက်လက်လိုက်ခိုးတာတွေကိုစီမံချက်တွေချပြီးတေချာလုပ်နေကြတယ်ဗျအင်တာနက်ကောင်းကောင်းမရှိတဲ့နိုင်ငံကဟက်ကာတွေဟာဒေါ်လာဘီလီယံနဲ့ချီခိုးနိုင်ခဲ့တာကမ္ဘာမှာတော်တော်လေးတော့ထူးခြားတဲ့အဖြစ်ပြပဲဗျဒီဗီဒီယိုမှာတော့ကျွန်တော်သူတို့ဘလို့အလုပ်လုပ်လဲပတ်စံတွေဘလို့မျိုးခိုးနိုင်ခဲ့လဲဆိုတာတွေကိုပြောပြပေးမယ်ဗျ2019ကနေ2023 6နှစ်လောက်အတွင်းစိုက်ဘာတိုက်ခိုက်မှု58ကြိမ်ကနေခရစ်ပတိုပတ်စံဒေါ်လာ3ဘီလီယံလောက်ခိုးနိုင်ခဲ့တယ်ဗျမြန်မာငွေနဲ့ဆိုရင်သိန်းကြီးပဲသိန်းပေါင်း73ကတိကျော်မယ်ဗျအထွေထွေနည်းပညာပိုင်းနဲ့ပတ်သက်ရင်မြောက်ကိုရီးယားဆိုတာဟိုး90 20ဘိုးတော်ဗျာလေးဘက်ထောက်ခေတ်မှာကြံခဲ့ပြီဗျသူစီမှာကွန်ပျူတာကလည်းဈေးကြီးတော့တော်ရုံဘယ်သူမှမကင်နိုင်ဘူးစက္ကန့်ဟန်းကွန်ပျူတာတွေပဲဝယ်လို့ရတယ်အစိုးရခွင့်ပြုထားတဲ့ website တွေလောက်ပဲကြည့်လို့ရတယ် Facebook တွေ YouTube တွေကြည့်လို့တော့မရဘူးဗျတရုတ်ကိုရောက်ဖူးတဲ့သူတွေဆိုသိလိမ့်မယ်ဗျ Facebook ကိုတရုတ်အစိုးရကပိတ်ထားတယ်ဗျမြန်မာမှာတော့မှအာဏာသိမ်းပြီးနောက်ပိုင်းအသုံးအများဆုံး social media ဖြစ်တဲ့ Facebook ကိုပိတ်ပစ်လိုက်လို့ကျွန်တော်တို့ VPN တွေခံပြီးတော့သုံးနေရတယ် VPN ခံမသုံးတတ်တဲ့သူတွေလည်းတိုင်ပတ်ကုန်ကြတယ်ပြည်မမှာတော့အင်တာနက်ကိုခဏပဲဖြတ်ခံထိတာရခိုင်လိုနေရာမျိုးမှာတော့တောက်လျှောက်ကိုအင်တာနက်ဖြတ်ထားတာအာဏာမသိမ်းခင်တည်းရပဲထားတော့ online game လောကမှာတချို့လဲကြားဘူးကြားလိမ့်မယ်ဗျမြန်မာမှာနာမည်ရတာတော့ Counter Strike 2ပဲဗျအဲ့ဒီ game တွေက skin တွေဘာတွေညာတွေကိုဝယ်သိမ်းထားပြီးတော့ဈေးတက်လာရင်အပြင်ပတ်စံဒါမှမဟုတ် cryptocurrency နဲ့ပြန်ရောင်းလို့ရတယ်ဗျမြန်မာကတိတ်မသိလိုက်တဲ့ SC Infinity ဆိုတဲ့ game လဲအရှိတောင်အာရှမှာခစ်စားလိုက်သေးတယ်သူကတော့ Ethereum လို့ခေါ်တဲ့ cryptocurrency တစ်ခုနဲ့ချိတ်ထားတာဗျဂိမ်းထဲက item တွေကို crypto ပတ်စံနဲ့ဝယ်ရောင်းလုပ်လို့ရတယ်ဗျဖိလစ်ပိုင်လိုဝင်ငွေနေတဲ့နိုင်ငံတွေကတချို့ဆိုအလုပ်တွေဘာတွေထွက်ပြီးတော့မှအဲ့ဒီ gain ကိုဆော့ကြတာ cryptocurrency ဈေးတက်တဲ့အချိန်မှာအဆင်ပြေပေမဲ့ဈေးကျသွားတဲ့အချိန်မှာတော့ပတ်စံသိမ့်မရတော့ပါဘူးအခုမှသွားဆော့မယ်လို့တော့မစင်စားနဲ့ဗျသူကမြန်မာမှာခဏခဏအလိန်ခံထိကြတဲ့ Ponzi scheme လို့ခေါ်တဲ့ပုံစံကိုတုံးထားတယ်လို့လည်းပြောကြတယ်ဗျမြန်မာမှာတော့အမျက်ငွေတွေပေးမယ်ရှယ်ယာတွေဝင်ကြဆိုပြီးဆွဲဆောင်မယ်6လလောက်အမျက်ငွေတွေတကယ်ပေးပြီးတော့ငွေရင်းနှီးမဲ့သူတွေအများကြီးရောက်လာအောင်ဆွဲဆောင်ထားပြီးရင်ငွေရင်းနှီးမဲ့သူတွေများလာတဲ့အခါကျရင်ပတ်စံတွေမပြီးတော့ထွက်ပြေးသွားမယ်အဲ့လိုပုံစံမျိုးပဲဗျဆိုလိုတာကအဲ့ဒီ game မှာအရင်ဆုံးစားဆော့တဲ့သူတွေလောက်ပဲအမျက်ငွေတွေပိုရမှာနောက်မှဆော့လေရတာနဲလေပဲစိတ်မထိန်နိုင်လို့ item တွေ skin တွေဝယ်ဆော့ရင်ကိုပတ်စံနဲ့အချိန်တွေပဲကုန်သွားမှာဗျဘီယန်နန်ကထုတ်တဲ့အဲ့ဒီ game ဟာအချိန်ကောင်းနေတော့မှာပဲ2020မတ်လ1ရက်မှာတော့ဝင်ဆော့လို့မရတော့ဘူးဒေါ်လာတန်း600လောက်တန်ဖိုးရှိတဲ့ Ethereum cryptocurrency တွေကိုဟက်ကာအဖွဲ့တစ်ဖွဲ့ကခိုးသွားတယ်ဂိမ်းကုမ္ပဏီနဲ့တခြားသူတွေကဘယ်သူလောက်တာလဲဆိုပြီးချီရခံကြည့်တော့တရက်ခံကမြောက်ကိုရီးယားဖြစ်နေတယ်မြောက်ကိုရီးယားဟက်ကာအဖွဲ့ကဂိမ်းနဲ့ချိတ်ထားတဲ့ကွန်ပျူတာ network တွေကိုမှွေနှောက်ပြီးတော့ဒေါ်လာတန်း600လောက်ခိုးပြီးလစ်သွားပြီဗျမြောက်ကိုရီးယားကဒါမျိုးလောက်တာဒါပထမဆုံးအကြိမ်မဟုတ်ဘူးဗျအရင်တုန်းကလည်းအဲ့ဒါမျိုးတွေခဏခဏလှုပ်ဖူးတယ်နောင်လဲဆက်လုပ်နေတယ်ဗျမြောက်ကိုရီးယားမှာအစိုးရကနေစီစဉ်ပြီးတော့နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေပြီးတော့ရာဇဝတ်မှုတွေလုပ်နေတာကတော့ကြာပါပြီဗျအရင်တုန်းကတော့လက်နက်မောင်ခိုတွေစီးအတုတွေလုပ်တာတွေပတ်စံအတုလုပ်တာတွေလုပ်လိုက်သေးတယ်အမေရိကန်ဒေါ်လာထပ်ပို့ပြီးတော့ quality မြင့်တဲ့ဒေါ်လာအတုတွေထုတ်လိုက်သေးတယ်2000ခုနှစ်နောက်ပိုင်းမှာတော့အဲ့ဒီရာဇဝတ်မှုတွေလုပ်တာရော့လာပြီးတော့စိုက်ဘာရာဇဝတ်မှုဘက်ကိုပိုအလေးပေးလာတယ်ရှုပ်ထွေးပြီးတော်ယုံဟက်ကာသမားတွေဟ
ဟတ်လုပ်လို့မရတဲ့ crypto ပတ်စံတွေကိုပို့ပြီးတော့ပြတ်မှတ်ထားလာကြတယ်အဲ့ဒါတွေကိုလုပ်ဖို့မြောက်ကိုရီးယားကကမ္ဘာအဆင့်ဟက်ကာတွေကိုဘယ်လိုမျိုးလေ့ကျင့်သင်ကြားပေးနေတယ်လဲသိချင်ကြလိမ့်မယ်ဗျမြောက်ကိုရီးယားမှာကမြန်မာကမာဆာလာခက်ကလိုမျိုးတကားပိတ်စီးပွားရေးစနစ်ကိုကျင့်သုံးထားတော့သူ့ရဲ့စီးပွားရေးအင်အားဟာစစ်အမြဲတမ်းဖြစ်နေတဲ့အာဖဂန်နစ္စတန်စီးပွားရေးလောက်ပဲရှိတယ်ဗျလူအများစုဟာဝေးလံခေါင်ဖျားတဲ့နေရာတွေမှာလေယာစိုက်ပျိုးရေးတွေလုပ်ရပြီးတော့ပြင်ပကဘာနဲ့အဆက်ပြတ်နေတယ် All animals are equal but some are more equal than others ဆိုတဲ့ George Orwell ရဲ့ Animal Farm ကသရော်တဲ့စာသားအတိုင်းပဲကွန်မြူနစ်နိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားမှာကိုရီးယားလိုစွန်ဘွန်လို့ခေါ်တဲ့ဖက်စစ်တွေရဲ့အဆင့်တန်းခွဲခြားတဲ့စနစ်ကိုသုံးထားတယ်ဗျမျက်စိထဲမြင်အောင်ပြောရရင်တော့မြန်မာစစ်တပ်ကတက်ကြက်နဲ့ဗိုလ်မှူးအဆင့်တန်းလုံးဝမတူသလိုဗိုလ်မှူးနဲ့ထိပ်ပိုင်းကဗိုလ်ချုပ်ကြီးအဆင့်တွေနဲ့လည်းအဆင့်ချင်းကအရန်ကွာတယ်ဗျမြောက်ကိုရီးယားလူအတိုင်းဝိုင်းမှာတော့အကြမ်းမြင့်အဖြစ်အလွှာ3လွှာခွဲထားတယ်အဲ့ဒီအလွှာ3လွှာထဲမှာလည်းအလွှာလေးတွေထပ်ပြီးခွဲထားတာရှိသေးတယ်အောက်ဆုံးအဆင့်မှာတော့မြောက်ကိုရီးယားနိုင်ငံတော်နဲ့စိုက်ကျင်တဲ့သူတွေကိုထားတယ်ဗျအကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားတွေပါတီတစ်စဖောက်တွေ1948ခုနှစ်မတိုင်ခင်ကမြေပိုင်ရှင်ကြီးတွေရင်းရှင်ဘူးစွာကြီးတွေဂျပန်နဲ့ပေါင်းခဲ့ကြတဲ့သူတွေနဲ့သူတို့ရဲ့မျိုးဆက်တွေစပိုင်နဲ့ဆက်ဆက်တဲ့သူတွေခရီးယန်နဲ့ဗုဒ္ဓဘာသာကိုးကွယ်ခဲ့တဲ့သူတွေနဲ့သူတို့ရဲ့မျိုးဆက်တွေအစရှိတဲ့ပြထားတယ်ဗျဒုတိယအလွှာမှာတော့အလုံးလုံးတဲ့အလွှာအဖြစ်ကုံတယ်တွေအလုသမားလေသမားတွေကိုထားတယ်ဗျထိတ်ဆုံးအလွှာမှာတော့နိုင်ငံတော်ကိုတစ္ဆာရှိတဲ့သူတွေကိုထားတယ်ဗျအစိုးရဝန်ထမ်းတွေအရာရှိစစ်သည်တွေ1953ကိုရီးယားစစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့သူတွေနဲ့ကြာဆုံးသွားကြတဲ့လူတွေရဲ့မိသားစုတွေပါတယ်ဗျထိတ်ဆုံးအလွှာရဲ့ထိတ်ဆုံးကတော့ခင်မိသားစုပေါ့ဗျာထိတ်ဆုံးအလွှာကတချို့လူတွေကဈေးကြီးပေးဝယ်ထားရတဲ့ကွန်ပျူတာအစုပ်လေးနဲ့အစိုးရထိန်းချုပ်ထားတဲ့အင်တာနက်အတုလေးကိုကြည့်နေရတဲ့အချိန်မှာတော့ကင်ဂျုံအွန်ကတော့နောက်ဆုံးပေါ် MacBook ကွန်ပျူတာနဲ့ဗျဆွစ်ဇာလန်မှာကြောင်းတက်ခဲ့တဲ့သူပဲခင်ဗျသွားရှုပ်လို့တော့မရဘူးအာနာရချိန်ကအသက်30လောက်ပဲရှိသေးတဲ့ကင်ဂျုံအွန်ဟာသိပ္ပံပညာနဲ့နည်းပညာတွေကိုသူ့နီးသူ့ဟန်နဲ့မျိုးဆက်သစ်လူငယ်တွေကိုသင်ကြားပေးဖို့လှုပ်လာခဲ့တယ်မြောက်ကိုရီးယားကလေးတွေတူရိယာပစ္စည်းတွေကိုအရွယ်နဲ့မလိုက်တီးခတ်ပြနေတာကိုတွေ့ဘူးချင်းတွေ့ဘူးကြလိမ့်မယ်ဗျဘလို့ဖြစ်လို့အဲ့လောက်တီးနိုင်တာလဲသိကျင်ကြလိမ့်မယ်ကဘာပေါ်ကသူတို့အရွယ်ကလေးတွေတဲကတော်တော်လေးထူးချွန်တဲ့သူအ ਨੇ စုလောက်ပဲတီးနိုင်တဲ့အနေထားဗျမြောက်ကိုရီးယားကျောင်းတွေမှာဂီတမှာဖြစ်ဖြစ်အားကစားမှာဖြစ်ဖြစ်သိပ္ပံမှာဖြစ်ဖြစ်တခုခုထူးချွန်နေပြီဆိုရင်အဲ့ဒီကလေးကိုကျောင်းကနေရွေးချယ်သွားပြီးတော့တေချာ train ပေးတော့တာပဲဘောလုံးဝါသနာအိုးတွေဆိုရင်မှတ်မိကြအောင်လိုက်အောင်ပဲဗျမြောက်ကိုရီးယားဘောလုံးအသင်းဟာတောင်ကိုရီးယားအသင်းကိုမမှီပေမဲ့လည်းပြည်တွင်းမှာအတကုံလေးကျင်ထားလို့အဆင့်တစ်ခုတော့ရှိနေသေးတယ်ဗျ2010ကမ္ဘာဖလားမှာဝင်ရောက်ရှင်ပြိုင်ခွင့်တောင်မှရလိုက်သေးတယ်ဟိုအိပ်ပျော်နေတဲ့အာရှကြားကြီးဖြစ်တဲ့မြန်မာအသင်းလို့တော့မဟုတ်ဘူးဗျမှတ်မှတ်ရမြောက်ကိုရီးယားတယောက်ဟာအီတလီကစီးရီး A မှာတောင်လာကစားလိုက်သေးတယ်နောက်ပိုင်းမြောက်ကိုရီးယားကိုချထားတဲ့ဆန်ရှင်တွေကြောင့်ဗီဇာမရတာဘာညာနဲ့ပြန်တော့ပျောက်သွားတယ်ဗျအဲ့လိုနဲ့ကလေးဘဝတည်းကထူးချွန်တဲ့သူတွေကိုရွေးပြီးတော့တိုင်းပြည်ရဲ့အကောင်းဆုံးပညာရေးကိုပေးခဲ့တယ်အဲ့ဒီကလေးတွေကတစ်ချိန်မှာနိုင်ငံဂုဏ်သိက္ခာကိုမြင့်တင်ပေးမယ်လို့ယူဆပြီးတော့အဲ့ဒီထူးချွန်တဲ့နေရာလေးတွေကိုပဲကွက်ပြီးတော့လေ့ကျင့်ခိုင်းခဲ့တယ်နိုင်ငံတကာပြိုင်ပွဲတွေရှိရင်သွားပြိုင်ခိုင်းတယ်2000ခုနှစ်တွေနောက်ပိုင်းကမ္ဘာမှာကွန်ပျူတာ science နဲ့ IT အလုပ်တွေခေတ်စားလာတော့သင်္ချာထူးချွန်တဲ့ကလေးတွေမြောက်ကိုရီးယားတက္ကသိုလ်တွေစီကနေပြီးတော့ထူးချွန်တဲ့ကျောင်းသားတွေကိုရွေးချယ်ပြီးတော့ IT ပညာတွေကိုသင်ပေးလာတယ်ကွန်ပျူတာ science နဲ့ IT ကိုတိုင်းပြည်ကာကွယ်ရေးအတွက်အရေးကြီးတဲ့အရာအဖြစ်နဲ့ကင်ဂျုံအွန်တို့အုပ်စုကမြင်လာကြတယ်မြောက်ကိုရီးယားမှာအင်တာနက်လိုင်းမကောင်းခြင်းတွေအင်တာနက်လိုင်းကောင်းတဲ့အိမ်နီးချင်းတရုတ်နိုင်ငံမှာဈေးသက်သာတဲ့ဟိုတယ်တွေသွားငှားပြီးတော့ပညာသင်တွေကိုသွားထားပြီးတော့လေ့ကျင့်ပေးနေတယ်မြန်မာမှာခေတ်စားနေတဲ့စကားနဲ့ပြောရရင်မြောက်ကိုရီးယားအွန်လိုင်းတက်ဖွဲ့ကီးဘုတ်စစ်တီတော်တွေလို့ခေါ်မှာပေါ့ဗျာသူတို့ကကောင်းကောင်းစားရတယ်နိုင်ငံခြားဘာသာစကားတွေလည်းသင်ပေးထားတယ်အင်တာနက်လည်းသုံးခွင့်ရတယ်အင်တာနက်သုံးခွင့်ရလို့ကမ္ဘာအခြေအနေတွေသိရပြီးတော့မြောက်ကိုရီးယားလောင်းရိပ်အောက်ကနေထွက်ပြေးပြီးတော့
တခြားနိုင်ငံကိုခိုးလုံဗတ်ပြောင်းခြင်းလို့တော့မရဘူးဗျအရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့လိုမျိုးမြောက်ကိုရီးယားကနေထွက်ပြေးဖို့ဆိုတာအရန်ခက်တယ်ဗျသူတို့ရောသူတို့မိသားစုဝင်တွေကိုပါအမြဲစောင့်ကြည့်နေကြတယ်တစ်စဖောက်တွေရဲ့တွားရလမ်းပါလဲဆိုတာသိတယ်မဟုတ်လားလို့ငငယ်တွေကနေရိုက်သွင်းထားတယ်ထွက်ပြေးတာနဲ့ရှင်းပစ်ခံရနိုင်တယ်ဗျနိုင်ငံထဲမှာကြံခဲ့တဲ့မိသားစုဝင်တွေကိုလည်းတစ်စဖောက်မိသားစုဝင်အဖြစ်နဲ့ဒုက္ခပေးခံရတာတွေရှိလာနိုင်တယ်ဗျဩဇာကြီးမားတဲ့ကင်ဂျုံအွန်ရဲ့ဦးလေးကိုလည်း2013မှာကင်ဂျုံအွန်ကကွက်မြတ်ပစ်ခဲ့သေးတယ်အဲ့လိုနဲ့တချို့ပညာသည်တွေကအင်တာနက်ကနေ work from home လုပ်ရတဲ့ IT အလုပ်တွေရပြီးနိုင်ငံတော်အတွက်ပတ်စံရှာပေးနိုင်လာတယ်အလုပ်လျှောက်တဲ့နေရာမှာ CV အတုတွေနဲ့ရှောက်တယ်လို့မျိုးအလုပ်အတွက်အင်တာဗျူးဖြေတဲ့နေရာမှာတော့မှ deepfake နည်းပညာနဲ့မျက်နှာအတုတွေကိုပြောင်းပြီးတော့ဖြေကြတယ်ဗျ2024မှာအမည်မဖော်တဲ့အနောက်နိုင်ငံတစ်ခုက IT ကုမ္ပဏီကြီးတစ်ခုမှာအလုပ်ရခဲ့တဲ့မြောက်ကိုရီးယားတယောက်ဟာလားစာတွေစားနေပြီးတော့၄လအကြံမှာပဲ performance မကောင်းလို့အလုပ်ထုတ်ခံလိုက်ရတယ်အလုပ်ထုတ်ခံရပြီးမှသူကကုမ္ပဏီ internet network ကနေတဆင့်ကုမ္ပဏီရဲ့အရေးကြီး data တွေကိုဟတ်ထားခဲ့ပြီးဗျအဲ့ဒီ data တွေကိုပြန်လိုချင်ရင်ဒေါ်လာသိန်းနဲ့ချီတဲ့ crypto ပတ်စံပေးပါဆိုပြီးငွေညှစ်တော့တယ်ပတ်စံမပေးရင် online မှာ data တွေရောင်းစားလိုက်မယ်ဆိုပြီးချိန်ချောက်ပါလေရောဗျကုမ္ပဏီကတော့ data တွေပြိုင်ဘက်ကုမ္ပဏီတွေစီကိုမရောက်အောင်ဘယ်လောက်နဲ့ညှိပြီးပေးလိုက်ရလဲမသိဘူးဗျတော်တော်ဆိုးဆိုးပဲဗျမြောက်ကိုရီးယားက hacking နဲ့ပတ်သက်လို့ဆိုလို့ရှိရင်ပထမကတော့ဂုံသိက္ခာပိုင်းကိုပဲပို့ပြီးရည်ရွယ်ခဲ့တာပဲရန်သူနိုင်ငံတွေစီကအင်တာနက်တွေကိုနှောက်ယှက်တဲ့အနေနဲ့တိုက်ခိုက်ဖို့ပဲ2009ကနေ2014အထိလူတွေမွေးတာတိုက်ခိုက်မှုအသေးစားလုပ်တာတွေစလုပ်ခဲ့တယ်ပထမဆုံးတောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကို DDoS လို့ခေါ်တဲ့ Distributed Denial of Service Attack နဲ့တိုက်တယ်ဗျမကြခင်မှာပဲပတ်စံတွေထပ်ရဖို့လမ်းကိုသူတို့ရှာတွေ့လာတယ်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီမဆုံးခင်မှာနောက်တက်လာမဲ့ခေါင်းဆောင်အဖြစ်နဲ့သူ့အကိုကြော်ပြီးတော့ပို့ပြီးမာကြောပုံရတဲ့တတိယမြောက်သားဖြစ်တဲ့ကင်ဂျုံအွန်ကိုရွေးချယ်ခဲ့တယ်ဗျကမ္ဘာဈေးအကြီးဆုံး secret တွေနဲ့ဂျွန်နီဝေါ့ကာဝီစကီအရက်ကိုနှစ်သက်တဲ့ကင်ဂျုံအွန်လက်ထက်မှာတော့ကဘာကိုပို့ပြီးရန်လိုတဲ့သဘောထားတွေပြလာတယ်ဗျ2014မှာဆိုနီကုမ္ပဏီကြီးအောက်ကအခွဲတစ်ခုဖြစ်တဲ့ရုပ်ရှင်လုပ်ငန်းလုပ်နေတဲ့ Sony Picture Entertainment ကုမ္ပဏီကကင်ဂျုံအွန်ကိုလှုပ်ကြံတဲ့အကြောင်း The Interview ဆိုတဲ့ဟာတာဗီဒီယိုလေးတစ်ခုထုတ်ခဲ့တယ်မြောက်ကိုရီးယားကဒါစော်ကားမှုဆိုပြီးတော့လက်တုပ်ပြန်ဖို့ Sony Picture Entertainment ကို hacking လုပ်ခဲ့တယ်ဗျ Sony ဝန်ထမ်းတွေရဲ့လားစာနဲ့အချက်လက်တွေကုမ္ပဏီကမဖြန့်ရသေးတဲ့ဗီဒီယိုအသစ်တွေအနာဂတ်အစီအစဉ်တွေစာချုပ်တွေဇာတ်ညွှန်းတွေကို online မှာဖြန့်ပစ်လိုက်တယ်ဗျ2015ခုနှစ်ကနေ2019ခုနှစ်တွေမှာတော့ပိုပြီးအဆင့်မြင့်လာတယ်နှစ်နှစ်အတွင်းမှာကမ္ဘာနိုင်ငံ18နိုင်ငံကဘဏ်တွေကိုစိုက်ဘာတိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့တယ်ကြီးကြီးမားမားအနေနဲ့2016မှာတော့ဘင်္ဂလားဒေ့ရှ်ဘဏ်ကနေဒေါ်လာ83တန်းမျိုးမျိုးမြတ်မြတ်ခိုးနိုင်ခဲ့တယ်ဗျသူတို့ကနောက်ထပ်တစ်ဆင့်ထပ်မြင့်လာပြန်တယ်ကမ္ဘာတစ်ဝန်းကစစ်ပတ်ဆိုင်ရာအချက်လက်တွေကိုပါ hack ဖို့လုပ်လာတယ်နျူကလ িয়ার လက်နက်ထုတ်ဖို့အတွက်ယူရေနီယံတန့်စင်တဲ့အချက်လက်တွေဒုံးကျည်လက်နက်ပိုင်းဆိုင်ရာတွေရေငုပ်သင်္ဘောနည်းပညာတွေဒရုန်းနည်းပညာတွေတိုက်လေယာဉ်နည်းပညာတွေရိုဘော့နည်းပညာတွေကိုအဓိကပြတ်မှတ်ထားပြီးတော့ဟတ်တယ်ဗျရန်သူနိုင်ငံတွေစီကမကတော့ပဲနဲ့မဟာမိတ်ရုရှားစီကတောင်မှဒုံးကျည်ဆိုင်ရာအချက်လက်တွေဟတ်လို့ရလာခဲ့တယ်2019မှာတော့ WannaCry လို့ခေါ်တဲ့ ransomware attack နဲ့ကမ္ဘာနိုင်ငံအားလုံးနီးပါးက Microsoft Windows သုံးတဲ့ကွန်ပျူတာ3သိန်းကျော်ကိုတိုက်ခိုက်ခဲ့တယ်ဗျ WannaCry ransomware ဆိုတာကမင်းကွန်ပျူတာတွေက data တွေအကုန်လုံးကိုငါတို့ lock ချပလိုက်ပြီးပြန်လိုချင်ရင် crypto ပတ်စံပေးဆိုပြီးတော့ငွေညှစ်တဲ့ program တစ်ခုပဲဗျဘယ်သူလုပ်လဲမသိကြပေမဲ့အများစုကတော့မြောက်ကိုရီးယားလုပ်ခဲ့တယ်လို့ယူဆကြတယ်တချို့လည်းရုရှားလုပ်တယ်လို့ပြောကြတယ်ဗျ FBI ကတော့တရုတ်မှာအခြေချနေတဲ့မြောက်ကိုရီးယားဟက်ကာပတ်ဂျင်ရော့ဆိုတဲ့သူကို WannaCry တိုက်ခိုက်မှုနဲ့ Sony တိုက်ခိုက်မှုမှာကြိုးကင်စီစဉ်သူအဖြစ်နဲ့သတ်မှတ်ကြေညာခဲ့တယ်ဗျ2018နောက်ပိုင်းမှာတော့မြောက်ကိုရီးယားဟာစိုက်ဘာစစ်ပွဲတွေရဲ့အရေးကြီးမှုကိုနားလည်လာတဲ့အတွက်စိုက်ဘာတိုက်ခိုက်မှုတွေနဲ့ပတ်စံအများပြားခိုးနိုင်ခဲ့တဲ့အတွက်စိုက်ဘာနည်းပညာကိုမဟာဗျူဟာမြောက်လက်နက်တစ်ခုအနေနဲ့အရေးတကြီးသုံးလာတယ်ဗျကျွန်တော်တို့သိတာက6နှစ်အတွင်းမှာ
ဒေါ်လာ3ဘီလီယံကျော်ခိုးတယ်ဆိုပေမဲ့မတိလိုက်တဲ့ကိစ္စတွေကနောက်ထပ်90ရာခိုင်နှုန်းလောက်ထပ်ရှိနိုင်တယ်လို့ခန့်မှန်းကြတယ်ဗျအဲ့ဒီကရတဲ့ပတ်စံတွေကိုနျူကလ িয়ার နည်းပညာတွေဒုံးကျည်နည်းပညာတွေလက်နက်နည်းပညာတွေမှာထည့်ပြီးရင်းနှီးမြှုပ်နှံတယ်ဗျ UN ကခန့်မှန်းတာတော့ဒေါ်လာ2ဘီလီယံလောက်နျူကလ িয়ার အစီအစဉ်တွေမှာရင်းနှီးနိုင်ခဲ့တယ်ဗျကြံတဲ့ပတ်စံတွေကိုတော့တခြားအစီအစဉ်မှာသုံးမှာပေါ့မြောက်ကိုရီးယားစိုက်ဘာတပ်ဖွဲ့မှာလည်းလူအင်အားတွေကတဖြည်းဖြည်းနဲ့ပိုများလာခဲ့တယ်အပေါ်ဆုံးမှာတော့နိုင်ငံတော်အုပ်ဆောင်ကင်ဂျုံအွန်းရှိမှာဗျာစစ်တပ်ရဲ့ပါတီပိုင်းရဲ့နိုင်ငံတော်လုံခြုံရေးဌာနရဲ့3နေရာကနေဖွဲ့စည်းထားတဲ့စိုက်ဘာအဖွဲ့တွေကအများပြရှိလာတယ်ဗျအဓိကချုပ်ကိုင်နေတာတော့စစ်တပ်အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ RGB လို့ခေါ်တဲ့ Reconnaissance General Bureau ပဲဗျသူတို့ကို APD နံပါတ်ဘလောက်ဆိုပြီးဖွဲ့ထားကြတယ်ဗျမြောက်ကိုရီးယားမှာပဲထားတာမဟုတ်ပဲနဲ့ကမ္ဘာတစ်ဝန်းမှာခြေရဖျောက်ပြီးတော့ဖြန့်ချထားတယ်ဗျချီလီနိုင်ငံမှာလည်းတချို့ရှိတယ်သူတို့တွေကချီလီကနေကမ္ဘာတစ်ဝန်းကကုမ္ပဏီတွေမှာအလုပ်လှမ်းလျှောက်ကြတယ်အလုပ်လျှောက်တဲ့ CV file လို့ထဲမှာမဲဝဲတွေထည့်ထားတယ်ဗျကုမ္ပဏီတာဝန်ရှိသူတွေကုမ္ပဏီကွန်ပျူတာနဲ့ file ကိုဖွင့်လိုက်တဲ့အခါမှာကုမ္ပဏီတွေက network တွေစီကိုမဲဝဲတွေရောက်သွားပြီးတော့ပတ်စံတွေခိုးဖို့လုပ်တော့တာပဲဗျမြန်မာမှာလည်းကကဆက်တို့ကကကွန်လို့ဌာနတွေတော့ရှိတယ်ဗျအရင်ကတော့တက်ကလူတွေကိုရုရှားကိုပို့ပြီးတော့ပညာတွေသင်ခိုင်းနေတာပဲဘာတွေလုပ်မလို့လဲတော့မသိဘူးဗျတခုရှိတာကမြန်မာစစ်တပ်မှာကလက်သင်းရဇတော်ခေါ်ဆိုသလိုဖားနိုင်မှနေရာပေးတဲ့စနစ်နဲ့ဇီးသီးဘန်းမှောက်တဲ့အကျင့်ပြတ်ချစားမှုတွေကအရန်များတော့ဘာမှထိထိရောက်ရောက်မလုပ်နိုင်သေးဘူးဗျဒါပေမဲ့ short တွက်ထားလို့တော့မရဘူးဗျကျွန်တော်တို့တာမန်လူတွေကလှက်စစ်မီးကိုအချိန်မှန်မရဘဲနဲ့စားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့အချိန်မှာသူတို့ကပြည်သူပိုင်တယံဇာတာတွေကိုအောက်ဈေးနဲ့ထိုးရောင်းလို့ရတဲ့ပတ်စံတွေနဲ့အရာရှိစစ်တီတွေကိုလာစာပေးထားပြီးတော့အချိန်ပြည့်လေ့ကျင့်ခိုင်းနေတာဗျမြောက်ကိုရီးယားဟက်ကာတွေရဲ့အဆင့်တန်းဟာကမ္ဘာမှာအဆင့်8ရှိတယ်လို့တချို့ကပြောကြတယ်ဗျတချို့ကလည်း10ကျော်လောက်မှထားကြတယ်ဘာပဲဖြစ်ဖြစ်နောက်ပိုင်းစစ်ပွဲတွေမှာစိုက်ဘာတိုက်ခိုက်မှုတွေကအရေးပါလာတော့မှာဗျမြောက်ကိုရီးယားကပဲအမေရိကန်ကိုတစ်ချိန်ကအိုစမာဘင်လာဒင်စီစဉ်ခဲ့တဲ့9/11 attack ပုံစံမျိုးကို online ပုံစံမျိုးနဲ့စိုက်ဘာတိုက်ခိုက်မှုတွေလုံးလာနိုင်မလားအပြိုင်ဆိုင်ဖြစ်နေတဲ့တရုတ်နဲ့အမေရိကန်တို့လိုနိုင်ငံကြီးတွေကလည်းနောက်ပိုင်းမှာစိုက်ဘာစစ်ပွဲတွေဆင်နွှဲလာကြအောင်မလားဆိုတာစိတ်ဝင်စားစရာပဲဗျအခုဆိုရင်မြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကလည်းတော်တော်လေးခရီးရောက်နေလောက်ပြီဗျအမေရိကန်ကတစ်ချိန်ကတော့မြောက်ကိုရီးယားရဲ့ညူစီမံကိန်းနေရာတွေနဲ့စစ်ဘက်ဆိုင်ရာအရေးကြီးနေရာတွေကိုဘုံကျဲပြီးဖျက်ဆီးပစ်လိုက်လို့ရပေမဲ့မလုပ်ဖြစ်ခဲ့ဘူးဗျဘာကြောင့်လဲဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့သလိုမြောက်ကိုရီးယားကတရုတ်နဲ့ရုရှားနယ်စပ်မှာရှိနေတော့တရုတ်တို့ကစစ်ထဲဝင်ချလာတဲ့အခါမှာတတိယကမ္ဘာစစ်လိုမျိုးဖြစ်သွားမှာဆိုလို့ထင်တယ်ဗျနောက်ပြီးတော့အမေရိကန်မဟာမိတ်တောင်ကိုရီးယားရဲ့မြို့တော်ဆိုးမြို့ဟာမြောက်ကိုရီးယားနယ်စပ်နဲ့အရန်မဝေးတော့ဆိုးမြို့ကိုမြောက်ကိုရီးယားဘက်ကဒုံးကျည်တွေနဲ့လှမ်းထုမှာကိုမလိုလားလို့လည်းပါနိုင်မယ်ဗျမြောက်ကိုရီးယားကအနောက်အုပ်စုနဲ့အနောက်အုပ်စုမဟာမိတ်တွေဖြစ်တဲ့တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတွေကိုတော်တော်လေးအာရုံနောက်တဲ့နိုင်ငံပဲဗျနောက်လာမဲ့ကာလတွေမှာတော့တရုတ်နဲ့အမေရိကန်ပြိုင်ဆိုင်မှုတွေစစ်ပွဲတွေဖြစ်လာတဲ့အခါမှာတရုတ်အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့မြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံဟာလည်းတနွယ်ငင်ဒဇင်ပါဆိုသလိုဘလိုမျိုးတွေဆက်ပြီးပါဝင်အသုံးတော်ခံရအောင်မလဲဆိုတာတမိုင်းဇက်ခုံပေါ်မှာဆက်ဆောက်ကြည့်ရမှာပဲဗျဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကြည့်ရှုနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဒီ channel ကနေမြန်မာသမိုင်းကမ္ဘာသမိုင်းနဲ့ပတ်သက်ပြီးတွေးစရာလေးတွေမှတ်သားစရာလေးတွေကိုတင်ပေးသွားပါမယ်ဗျစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျ